တို့ပြန်တွေ့မယ်ပြောထားတယ်သူလွန်ခဲ့ရတာလေးတွေမထားဖို့ကွယ်ကိုယ်ကခေထားတဲ့သူနာရောက်တဲ့ချိန်မှာပြေးရသူ့ကိုဖိတ်ဖတ်ထားမှာမချတော့ဘူးပဲဟုတ်လားဆောင်နေကြတော့ရဲ့နေရာစိတ်မပြရဲ့ဒိတ်ပဲလို့ပါပဲဆောင်ဆိုင်နေတဲ့ချစ်လို့ဆိုခြင်းနဲ့သူအောင်ရောက်လို့နေပါပြီချစ်ရဲ့တို့နှစ်ယောက်ဆောင်ချိန်တွေဟာဒီစိတ်ပန်းပြတွေရဲ့လေစိတ်ပန်းပြရဲ့ဒိတ်ပဲလို့ပါပဲဆောင်ဆိုင်နေတဲ့ချစ်လို့ဆိုခြင်းနဲ့သူအောင်ရောက်လို့နေပါစေချစ်ရဲ့တို့နှစ်ယောက်ဆောင်ချိန်တွေဟာဒီစိတ်ပန်းပြတွေရဲ့လေချက်အိလာရဲ့မျိုးကိုသိချစ်တယ်သူမိဖွာခဲ့တဲ့မျိုးကိုလွမ်းမိတယ်ကိုမင်းနဲ့ဝေးနေပေမဲ့အမြဲတမ်းရင်မှာစိတ်ပန်းပြလေးတွေလိုပဲပေါ့ချေရမချတော့ဘူးပဲမဟုတ်လားပြန်ဆုံးပြီးတွေ့ဖို့ကစိတ်မပြရဲ့ဒိတ်ပဲလို့ပါပဲဆောင်ဆိုင်နေတဲ့ချစ်လို့ဆိုခြင်းနဲ့ဘသူအောင်ရောက်လို့နေပါစေချစ်ရဲ့တို့နှစ်ယောက်ဆောင်ချိန်တွေဟာဒီစိတ်ပန်းပြတွေရဲ့လေစိတ်ပန်းပြရဲ့ဒိတ်ပဲလို့ပါပဲဆောင်ဆိုင်နေတဲ့ချစ်လို့ဆိုခြင်းနဲ့သူအောင်ရောက်လို့နေပါစေချစ်ရဲ့တို့နှစ်ယောက်ဆောင်ချိန်တွေဟာဒီစိတ်ပန်းပြတွေရဲ့လေလာ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 တို့နှစ်ယောက်ဆောင်ချိန်တွေဟာဒီစိတ်ပန်းပြတွေရဲ့လေ